အိမ်မှာခိုင်ခန့်မှပဲအပြင်မှာသူတစ်ပါးကိုတီးဆောင်းလို့ရတာဖြစ်တယ်ကိုယ့်ရဲ့အထဲထဲမှာဘာမှမရှိဘဲနဲ့တစ်ဖက်လူကိုပေးချင်လို့မရဘူးဒီနေရာမှာအိမ်အောင်ကြဘူးတဲ့သူတွေအားလုံးဇနီးမယားတယောက်ရဲ့တာဝန်ဟာဘလောက်ထိကြီးလေးသလဲဆိုတဲ့အရာကိုသိပါတယ်ခင်မွန်းတဲ့ကိုချစ်လက်အောင်ကိုနေတက်ရတယ်နော်တလောကဆရာစောကျမမွေးနေ့မှာ post တင်လိုက်တာရှက်လိုက်တာရှင်းမျက်နှာနောက်ထားကျမသူ့ကိုပြောတယ်ဒါကဒေဒီကိုပဲမြင်စေချင်လို့ဒီလိုမျိုးနှစ်ယောက်ဗီဒီယိုချက်တဲ့အခါမှာပြတာ I love you ပေါ့နော်ကိုလည်းပုံစံမျိုးစုံနဲ့သူကိုပို့ပြီးတော့မှကျင်နာအောင်ဒီလိုစကားပြောရင်နည်းနည်းတော့များမြူဆွဲရတာပေါ့ဟုတ်တယ်လေတခြားလူမြူဆွဲတာမဟုတ်တာကိုယောက်ျားကိုမြူဆွဲတာလေကောင်းတော့ရပဲတခြားသူကိုတခါတည်းကိုချစ်လာအောင်ကိုလောက်တာမဟုတ်ဘူးကိုရဲ့အချစ်တွေအားလုံးကိုသူ့ကိုထုတ်ဖော်ပြတဲ့ຢာကကောင်းတော့ရဖြစ်တယ်တခါတလေအိမ်အောင်နည်းနည်းကြာလာပြီဆိုရင်ခင်မွန်းတယ်နဲ့ကိုကသစိမ်းဖြစ်သွားတတ်တယ်သူ့အပေါ်မှာအရင်တော့ကချစ်ခဲ့တဲ့ရှေးဦးမြတ်တာတွေကိုပြန်လဲထုတ်ဖော်ဖို့ရန်အတွက်ဟာဘာကြီးလဲ awkward ပေါ့နော်ဘာမှလို့ပြောမယ်ဆိုလို့ရှိရင်လဲတမျိုးကြီးဖြစ်နေတယ်ပေါ့အဲ့လိုမဖြစ်စေချင်ဘူးရှေးဦးမြတ်တာနဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့အပေါ်မှာချစ်ချင်းမြတ်တာပေးလိုက်ခြင်းဟာကိုယ့်ရဲ့ခင်မွန်းတဲ့ကကိုယ့်အပေါ်မှာသစ္စာရှိစရာအကြောင်းဖြစ်သွားတယ်မြတ်တာခိုင်ခန့်စရာအကြောင်းဖြစ်သွားတယ်ဒါကြောင့်မလို့ဒီနေ့ဒေဘောရာရဲ့အသက်တာကိုကြည့်လိုက်တဲ့အခါမှာဇနီးမယားဖြစ်ခြင်းကလည်းတော်တော်လေးကိုကောင်းနေလို့အပြင်မှာသူကထူးထူးခြားခြားဖြစ်တာဘာကြောင့်လဲဆိုတော့နောက်တစ်ခုကဒီကျမ်းစာထဲမှာရေးထားတဲ့အရာကဣသရေလလူမျိုးတို့ကိုစီရင်အုပ်ချုပ်ရ၏ဆိုတဲ့အုပ်ချုပ်ခြင်းနဲ့ဆိုင်တဲ့အရာမလားခင်အပြင်မှာသွားပြီးတော့အုပ်ချုပ်တဲ့သူတယောက်မဟုတ်ခင်အိမ်ထဲမှာဇနီးမယားတစ်ယောက်အနေနဲ့ကောင်းမွန်သောအသက်တာနဲ့နေထိုင်တတ်တယ်အုပ်ချုပ်တတ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့သတင်းကအိမ်ကနေအပြင်ကိုထွက်သွားတာဖြစ်တယ်အခုဒီနေရာမှာလဲကျမကအသင်းတော်ထဲမှာအမှုဆောင်ခွင့်ရခြင်းဆိုတဲ့အရာကအိမ်ကနေစတယ်ဒါကြောင့်မလို့ရှင်ပေါလုပြောခဲ့တဲ့အရာတစ်ခုရှိပါတယ်အမှုဆောင်ဟာတဲ့ကိုယ့်ရဲ့သားသမီးတွေကိုမတိဆောက်နိုင်ဘူးမတွန်တင်နိုင်ဘူးဆိုရင်အမှုတော်ဆောင်ဖြစ်ဖို့ရန်အတွက်မထိုက်တန်ဘူးတဲ့အဲ့တော့ပြောချင်တဲ့အရာတစ်ခုကအိမ်မှာစပြီးတော့တိဆောက်နိုင်မှပဲအပြင်မှာပြန်ပြီးတော့အသေးတင့်တယ်တာဖြစ်တယ်အိမ်မှာခိုင်ခန့်မှပဲအပြင်မှာသူတစ်ပါးကိုတိဆောက်လို့ရတာဖြစ်တယ်ကိုယ့်ရဲ့အထဲထဲမှာဘာမှမရှိဘဲနဲ့တစ်ဖက်လူကိုပေးချင်လို့မရဘူးဒါကြောင့်ဒီဘုရားသခင်နော်ဒီအဖြစ်ပြအပြင်နားလေစေတဲ့အရာတခုကဒေဘောရဟာပရောဖက်မတယောက်ဖြစ်ပေမဲ့ဇနီးမယားတယောက်အနေနဲ့လေကောင်းသောအရာကိုသယ်ဆောင်ခဲ့တဲ့အတွက်ကြောင့်မလို့အားလုံးရဲ့အရှိမအုပ်ချုပ်ရတဲ့အခွင့်အရေးဆိုတဲ့အရာကရရှိလာတာဖြစ်ပါတယ်ကဲဒါဆိုရင်ဇနီးမယားကောင်းတယောက်ဖြစ်ဖို့ရန်အတွက်ပြုလုပ်ခြင်းဟာကျမတို့ခင်မွန်းတဲ့အတွက်ပဲလားနော်ကျမတို့သားသမီးတွေအတွက်လည်းပါတယ်ဆိုပါစို့တင်းရဲ့သားကတနေ့ငါအိမ်တောင်ပြုရင်ဘလို့အမျိုးသမီးကိုလက်ထပ်မလဲဆိုတဲ့အရာကိုသူရွေးတဲ့အခါမှာတင်းခင်မွန်းကိုတင်းဘလို့ဆက်ဆံတယ်လေတင်းဘလို့ပြောဆိုတယ်လေဆိုတဲ့အရာကိုကြည့်ပြီးတော့မှသူတို့ကရွေးချယ်တာဖြစ်တယ်သူတို့ရည်စားထားတဲ့အခါမှာအော်ဒီလိုပဲမိန်းကလေးတွေကဒီလိုပဲဆဲတယ်ငါအရင်အမေလည်းဒီလိုပဲဆဲတာအော်မိန်းကလေးတွေကဒီလိုအာကျန်းနဲ့ငါအရင်အမေလည်းဒီလိုပဲအာကျန်းဒါကြောင့်မို့အာကျန်းနဲ့အမျိုးသမီးကိုယူလဲကိစ္စမရှိဘူးဒီလိုပဲစဉ်းစားမှာအော်ဒီအမျိုးသမီးလားကိစ္စမရှိပါဘူးနော်သူက4-5ယောက်တွဲနေလဲဘာမှမဖြစ်ဘူးငါအမေလည်းငါအဖေရှိနေတဲ့အချိန်မှာသူ4-5ယောက်ရီးစားတွေထားတာပဲကြည်နော်အဲ့တော့ဇနီးမယားကောင်းတစ်ယောက်ဖြစ်ခြင်းဆိုတဲ့အရာကသားသမီးတွေရဲ့အသက်တာထဲမှာအမွေပေးနေခြင်းဖြစ်ပါတယ်ကျမတို့သားသမီးကိုမယားတစ်ယောက်ရဲ့လှုပ်ဆောင်ချက်ဟာဘလို့ဖြစ်တယ်လဲဆိုတဲ့အရာကိုထင်ရှားလိုက်ခြင်းအပြင်မကြာခင်မှာတည့်ရဲ့အမိကြီးလာတဲ့အခါမှာဘလို့မျိုးမယားတစ်ယောက်အနေနဲ့ဇနီးတစ်ယောက်အနေနဲ့ခင်မွန်းတွေကိုဆက်ဆံရမယ်ဆိုတဲ့အရာတွေအားလုံးထင်ဟပ်သွားမှာဖြစ်တယ်အရင်အရေးကြီးပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ခင်မွန်းတဲ့ကိုပြောဆိုဆက်ဆံနေတဲ့အရာတွေအားလုံးကိုယ့်ရဲ့အမှုရာကိုယ့်ရဲ့စိတ်နဲ့သဘောထားတွေအားလုံးကတစ်သက်လုံးဆွေစဉ်မျိုးဆက်လိုက်ပါသွားမဲ့ဝိညာဉ်အမွေဖြစ်နေတဲ့ဆိုတဲ့အရာကိုဘုရားကကျမတို့ကိုတတိပေးနေတာဖြစ်ပါတယ်ကျမခင်မွန်းတဲ့ကိုချစ်တဲ့အရာလေးတွေလေးစားတဲ့အရာလေးတွေတန်ဖိုးထားတဲ့အရာလေးတွေကိုခင်မွန်းတဲ့အတွက်ထုတ်ဖော်လိုက်ပြီးဆိုရင်ကျမသားတွေသမီးတွေကအယမ်းကြိုက်တာသူတို့မျက်လုံးထဲမှာတကယ်ကိုအဖေအမေရဲ့ချစ်ချင်းမြတ်တာကိုကြည့်ပြီးတော့လုံခြုံတယ်လို့သူတို့ခံစားရတယ်ဟာငါတို့မိသားစုကပျော်ရွှင်စရာကောင်းလိုက်တာငါတို့မိသားစုကအရန်ကိုချက်ချင်းမြတ်တာအရာမှာကျွေဝလိုက်တာသူတို့အလိုခံစားရတယ်အဲ့တော့ဒါလေးကိုသိစေချင်တယ်အိမ်အောင်တစ်ခုမှာငွေဘလောက်ရှိတယ်ဘလောက်ထိတိုက်တယ်ကားတွေပိုင်တယ်ဘလောက်ထိတော်တတ်တယ်ဆိုတဲ့အရာထက်အိမ်အောင်တစ်ခုမှာအရေးကြီးဆုံးသောအရာကမိခင်နဲ့ဖခင်နှစ်ယောက်ချစ်ပြီးတော့မှပြုံးပျော်နေတဲ့အရာကအကျွေဝဆုံးသောကောင်းချီးမင်္ဂလာဖြစ်ပါတယ်အဲ့ဒီအရာကိုကျမတို့မိသားစုထဲမှာလိုနေတာဖြစ်တယ်အဲ့ဒီအရာကိုဖန်တီးနိုင်တဲ့သူကလည်းအခြားသောသူမဟုတ်ဘူးဇနီးမယားတွေပဲဖြစ်တယ်